ချိန်တွေတစ်ပြေးပြေးပဲကျွေလာတရားများနဲ့ရှင်းပြီးချစ်တဲ့ချစ်တွေတရားများနဲ့အချိန်လေးမတူတဲ့အခါမျောလင်းသောဘဝတစ်ခုဟာအစိတ်စိတ်ကွဲချေကဆိုအစင်းသည်မှာငါပိုင်တဲ့ဘဝတစ်ခုမှာပါငါပိုင်တဲ့ဘဝတစ်ခုကိုပေးဆက်ရင်နဲ့ပေးဆက်ရင်နဲ့နေစေရသွားဆိုထွက်သွားမှာပါဘာမဆိုနေခိုင်းတဲ့တိုင်းလုံးမှာပါပေးဆိုရင်လဲငါပေးဖို့တင်မှာငါဟာအလိုက်တသည်ထွက်ခွာတရားများနဲ့ရှင်းပြီးချစ်တဲ့ချစ်တွေအချိန်နဲ့မတူတဲ့အခါအချိန်နဲ့မတူတဲ့အခါမျောလင်းသောဘဝတစ်ခုဟာအစိတ်စိတ်ကွဲချေကအစိတ်စိတ်ကွဲမလို့ရင်တော့ငါဟာအလိုက်တသည်ထွက်ခွာ